ပျော်ရွှင်စရာကောင်းတဲ့ဒုံးပြန်ပွဲတော်ကြီးရဲ့နောက်ွယ်မှာအင်မတန်နာကျင်စရာကောင်းတဲ့အချစ်ဇလန်တစ်ပုဒ်ပုံကွယ်နေတဲ့ဆိုတာသင်သိပါသလား။နောက်ဟန်ရေကန်ကြီးနဲ့နာဂနဂါတို့ရဲ့လျှို့ဝှက်စမ်းကျင်တဲ့အချစ်တဏှာကြီးကိုအတူတူခန်းစားကြည့်ကြရအောင်ပါ။ဇလန်လေးကတော့ဥဒုံဌာနီခရိုင်ကွန်ဖာဝါပီမြို့နယ်မှာရှိတဲ့ကျေပြောလာတဲ့နောက်ဟန်ရေကန်ကြီးစီကနေစတင်ပါတယ်။ဒီနေရာလေးဟာကြာပန်းနေဖူးပွင့်နေပြီးရေတက်တော်ဝါရီငှက်တွေပေါ်များတဲ့အင်မတန်တာယာလှပတဲ့နေရာလေးတစ်ခုပါဒါပေမဲ့ဒီလိုလှပတဲ့သဘာဝအလှတရားတွေရဲ့နောက်ွယ်မှာရှေးဘိုးဘေးပြည်ပင်တွေလက်ထက်ကလေးကလက်ဆင့်ကမ်းပြောပြလာခဲ့ကြတဲ့ကြီးကျယ်ခမ်းနားတဲ့ဒဏ္ဍာရီတစ်ပုဒ်ရှိနေပါတယ်။နောင်ဟန်ဆိုတာအခုလိုရေကန်ကြီးတစ်ခုဖြစ်မလာခင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပေါ့အဲ့ဒီခေတ်အခါကဘွန်ဘွန်လို့ခေါ်တဲ့အင်မတန်ဆင်းရဲနွမ်းပါတဲ့လူငယ်လေးတစ်ယောက်ရှိခဲ့ပါတယ်။သူဟာမွေးရပါစွန့်အားနာမကျသူတစ်ယောက်ဖြစ်ပေမဲ့မိဘတွေကိုလှုပ်ကြွေးပြုစုဖို့အတွက်နေမအားညမနာပင်မလှုပ်လှုပ်ခဲ့ရသူပါ။အလောက်ကျန်းသည်ဖြစ်စေအလောက်ပေါ့သည်ဖြစ်စေဘယ်တော့မှညှဉ်းညူလေးမရှိပဲရိုးသားသားကြိုးကြိုးစားစားနဲ့ဘဝကိုရုန်းကန်ခဲ့ပါတယ်။တနေ့မှာတော့ဘွန်ဘွန်ဟာမိဘတွေကိုဒီထက်ပိုပြီးတက်တာထားနိုင်မှုအတွက်ကြီးမားတဲ့ရည်မှန်းချက်တစ်ခုကိုမွေးမြူလိုက်ပါတယ်။ငွေကြေးဥစ္စာတွေရှာဖွေဖို့အတွက်အဝေးကိုထွက်ခွာဖို့ဆုံးဖြတ်လိုက်တာပါ။မိဘတွေကိုနှုတ်ဆက်ပြီးနောက်မှာတော့တောတောင်တွေကိုဖျက်ကျော်ပြီးရပ်ပေါင်းများစွာခက်ခီးနေခဲ့ရကနေနောက်ဆုံးမှာတော့အင်မတန်စီကားတိုက်မြတ်တဲ့မြို့ကြီးတစ်မြို့ကိုရောက်ရှိသွားခဲ့ပါတယ်။အဲဒီမြို့ကြီးမှာတော့သမီးကျော်လေးခန်းဟုန်နဲ့အတူနေထိုင်တဲ့တထေးကြီးလင်မယားရှိပါတယ်။သူတို့အိမ်မှာအစေခံတယောက်လိုအပ်နေချိန်နဲ့လည်းတိုက်ဆိုင်နေခဲ့ပါတယ်။ဘွန်ဘွန်ကအိမ်ကိုရောက်လာပြီးလက်ဟန်ချီရနဲ့အလုတ်တောင်းတဲ့အခါတထေးကြီးကဘလို့ယိုရှာမှုမှမရှိပဲအလုတ်ခန့်လိုက်ပါတယ်။ဘွန်ဘွန်ကလည်းသူ့ကိုပေးတဲ့လှုပ်အားကထက်တောင်ပိုပြီးကြိုးကြိုးစားစားနဲ့တစ္ဆာရှိအလုပ်လုပ်ပေးခဲ့ပါတယ်။ဘွန်ဘွန်ရဲ့လုံလဝတ္တရားနဲ့ရိုးသားမှုကိုမြင်လိုက်ရတဲ့အခါတထေးကြီးကသူ့ကိုသားရင်တယောက်လိုချစ်ခင်သဘောကျသွားခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့သမီးဖြစ်သူခန်းဟွန်နဲ့လက်ဆက်ပေးဖို့ဇနီးဖြစ်သူနဲ့တိုင်ပင်ခဲ့ကြပါတယ်။သမီးဖြစ်သူခန်းဟွန်ကလည်းမိဘရဲ့ဆန္ဒကိုမလွန်ဆန်ပဲကြည်ကြည်ပြူပြူလက်ခံခဲ့ပါတယ်။တထေးကြီးကဘွန်ဘွန်ကိုခေါ်ပြီးသဘောထားကိုမေးမြန်းတဲ့အခါမှာတော့ဘွန်ဘွန်ဟာထူးထူးခြားခြားဝမ်းသာတဲ့ရိပ်အောင်မပြပဲခေါင်းသာညှိသဘောတူလိုက်ပြီးသူ့လက်ကိုသာအေးဆေးဆက်လုပ်နေခဲ့ပါတော့တယ်။လက်ထပ်ပြီးသွားတဲ့အခါမှာတော့ခန်းအောင်ဟာဇနီးတယောက်ရတဲ့ရထိုက်တဲ့မြစ်တာတရားကိုမရခဲ့ပါဘူး။ဘွန်ဘွန်ဟာသူမနာကိုကပ်ဖို့ညှင်းဆန်တဲ့အပြင်သူမနဲ့နီးကပ်လာရင်တော့ပူလောင်ပြီးမွန်းကျက်သလိုခံစားခဲ့ရပါတယ်။ဒါပေမဲ့လည်းခန်းဟွန်ကတော့ဇနီးကောင်းပြီးသားစွာနဲ့မနက်စောစောထားမျက်နှာသိပ်ရည်အဝတ်စားနဲ့အစားအသောက်တွေကိုနေ့စဉ်မပြတ်ပြင်ဆင်ပေးခဲ့ပါတယ်။ဒီလိုနဲ့တနေ့နီးပါးချိန်ကြာလာတဲ့အခါမှာတော့ဘွန်ဘွန်ဟာပိုပြီးမွန်းကျက်လာသလိုအိမ်နဲ့မိဘတွေကိုလည်းလွမ်းဆွလာပါတယ်။ဒါကြောင့်တထေးကြီးစီမှာအိမ်ပြန်ခွင့်တောင်းခဲ့ပါတယ်။တထေးကြီးကနှမျောပေမဲ့လည်းခွင့်ပြုပေးခဲ့ပြီးငွေကြေးရွှေငွေတွေလည်းထည့်ပေးလိုက်ပါတယ်။ခင်မွန်းဖြစ်သူထွက်ခွာသွားတော့မဲ့အတွက်ခန်းအောင်ဟာအလွန်ဝမ်းနည်းခဲ့ရပါတယ်။ဒါပေမဲ့မိမကောင်းဆိုတာခင်မွန်းသွားရနောက်ကိုလိုက်ရမယ်ဆိုတဲ့မိခင်ရဲ့အဆုံးအမကိုသတိရသွားပြီးသူမလည်းလိုက်ပါဖို့ပြင်ဆင်ခဲ့ပါတယ်။ဘွန်ဘွန်ကတော့သူမကိုလုံးဝမဆောင်ပဲချက်ချင်းထွက်ခွာသွားခဲ့တာကြောင့်ခန်းအောင်ဟာနောက်ကနေအသေးအံပြေးလိုက်ခဲ့ရပါတယ်။ခီးစဉ်တစ်လျှောက်လုံးမှာလည်းဘွန်ဘွန်ဟာသူမကိုလုံးဝဂရုမစိုက်ခဲ့ပါဘူး။ညအိတ်တဲ့အခါမှာတော့သူကတစ်ပင်ပေါ်မှာအိပ်ပြီးသူမကိုတစ်ပင်အောက်မှာတယောက်တည်းပစ်ထားခဲ့ပါတယ်။ဒါပေမဲ့လည်းခန်းအောင်ကတော့ဇွဲမလျှော့ပဲခင်မွန်းနောက်ကိုဆက်လိုက်ခဲ့ပါတယ်။ဒီလိုနဲ့သူတို့ယူလာတဲ့ရိတ်ခါတွေကုန်သွားပြီးဆာလာမိုးသိပ်စွာနဲ့ဆက်လျှောက်လာရကနေတော်ရင်းတနေရာကနေတဖန်းမင်းကြီးတပင်အောက်ကိုရောက်လာကြပါတယ်။ဘွန်ဘွန်ကတစ်ပင်ပေါ်တက်ပြီးတဖန်းသီးတွေကိုအငမ်းမရစားပါတော့တယ်။တစ်ပင်မတက်တဲ့ခန်းဝန်ကသူမကိုလည်းခူးချပေးဖို့တောင်းဆိုပေမဲ့ဘွန်ဘွန်ကလုံးဝလစ်လူရှူထားခဲ့ပါတယ်။သူဘိုင်းဝါတဲ့အခါမှာတော့တစ်ပင်ပေါ်ကဆင်းလာပြီးဇနီးဖြစ်သူအတွက်တလုံးမတောင်ချမ်းမထားခဲ့ပါဘူး။ဆာလောင်လုံးလာတဲ့ခန်းဝန်ဟာမတက်တာတဲ့အစုံတစ်ပင်ပေါ်ကိုခက်တက်ပြီးအသီးတွေကိုစားခဲ့ရပါတယ်။ဒါပေမဲ့တစ်ပင်ပေါ်ကပြန်ဆင်းလာချိန်မှာတော့ခန်းဝန်တယောက်အလွန်ထိတ်လန့်သွားခဲ့ရပါတယ်။ဘွန်ဘွန်ဟာသူမဆင်းရခတ်အောင်လို့တစ်ပင်အောက်ချိန်မှာတစ်ကိုင်းနေနဲ့ပိတ်ဆို့ထားခဲ့ပြီးသူမကိုတောထဲမှာတယောက်တည်းပစ်ထားခဲ့ပြီးဆိုတာသိလိုက်ရလို့ပါပဲ။ကြောက်ရွံ့မှုဝမ်းနည်းမှုတွေနဲ့အတူခန်းဝန်ဟာတစ်ပင်အောက်မှာထိုင်ရင်းနေရပေါင်းများစွာငိုကြွေးနေခဲ့ရပါတယ်။
နောက်ဆုံးမှာတော့အာရီနေကုန်ခန့်ပြီးအသက်ငင်လာချိန်ညတကောင်ရဲမှာကောင်းဝင်ကကျဲတွေကိုမော့ကြည့်ရင်စုတစ်ခုတောင်းခဲ့ပါတယ်။နောင်ဘဝဆက်တိုင်းမှာဒီလိုရက်ဆက်တဲ့ခင်ပွန်းဟာငါ့ကိုအသက်တမျှချစ်မြတ်နိုးပါစေ။ငါရဲ့အချစ်ကိုရဖို့အသေးအတန်လိုက်လံတောင်းဆိုရပါစေ။ပြီးတော့ငါအခုသေဆုံးရတယ်လို့မျိုးသူလည်းတဖမ်းမင်အောင်မှာပဲအသက်ထွက်ရပါစေဆိုပြီးကျင်းစာဆန်ဆန်ဆုတောင်းကတောနဲ့ထဲမှာပဲအထီးကျန်စွာနဲ့အသက်ထွက်သွားခဲ့ရပါတော့တယ်။ခန်းဟုံရဲ့ပြင်းပြလာတဲ့တေကန်နီဆုတောင်းဟာပြေဝခဲ့ပါတယ်။သူမဟာချီတာနာခွန်ပြည်ရဲ့ဘရင်ဖရာခွန်နဲ့မိဖုရားနန်းကျန်တို့ရဲ့သမီးတော်လေးအဖြစ်ဝင်စားလာခဲ့ပါတယ်။သူမရဲ့နာမည်ကတော့နန်းအိုင်ပဲဖြစ်ပါတယ်။နန်းအိုင်ဟာတရားမင်းကိုယ်တိုင်ဖန်ဆင်းမိထားသလားထင်မဲ့ရလောက်အောင်အလွန်လှပနေတဲ့အတွက်လူသားတွေနတ်တွေဝါတွေနဲ့နာဂတွေပါမကြမ်းသူမရဲ့အလှကိုရှုစားခြင်းနေကြပါတယ်။သူမရဲ့အလှပကြောင့်မိဘတွေကသူမကိုအလွန်မင်းဂယုတဆိုင်နဲ့အပြစ်မထွက်စေပဲထိမ့်သိမ်းဆောက်ရှောက်ခဲ့ကြပါတယ်။နန်းအိုင်အသက်15နှစ်အရွယ်ရောက်တဲ့အခါမှာတော့မိဘတွေကသူမအတွက်ဝင်ကာရကတ်လို့ခေါ်တဲ့တီးသန့်နန်းဆောင်တစ်ခုကိုတိစောက်ပေးခဲ့ပါတယ်။အဲ့ဒီနန်းဆောင်မှာလှပတဲ့ဥယျာဉ်တွေမြင်မားရဲ့တတိုင်းနေနဲ့ပြင်ပကဘာကနေအကာအကွယ်ပေးဖို့အဆောက်အအုံတွေအပြည့်ချထားပါတယ်။ဒါပေမဲ့သူမရဲ့အလှပသတင်းကတော့အရက်လေးမျက်နှာကိုပြန့်နှံ့သွားခဲ့ပြီးဖဖုံပြည်ရဲ့လူပြိုလူရဲ့ဘရင်လေးထောင်းဖာတန်စီကိုပါရောက်ရှိသွားခဲ့ပါတယ်။ထောင်းဖာတန်ဟာနန်းအိုင်ရဲ့မျက်နှာကိုတစ်ချိန်တစ်ခါမှမမြင်ဘူးပေမဲ့သတင်းကြားုံနဲ့တင်အလွန်အမင်းဆွဲလန်းသွားပြီးစားမဝင်အိမ်မပြောဖြစ်လာပါတော့တယ်။နောက်ဆုံးမှာတော့ထောင်းဖာတန်ဟာနန်းအိုင်ကိုတွားရောက်တွေ့ဆုံဖို့ဆုံးဖြတ်လိုက်ပါတယ်။အမတ်တွေကထုံးစံအတိုင်းတန်တမန်ရင်လွတ်ဖို့တားမြစ်ပင်ပဲနားမထောင်ပဲသူ့ရဲ့ယုံကြည်ရတဲ့မြင်းကိုစီးပြီးချက်ချင်းပဲထွက်ခွာလာခဲ့ပါတယ်။ချီတာနာခွန်ပြည်ကိုရောက်တဲ့အခါမြို့ပြင်မှာအနားယူပြီးသူ့ရဲ့အမတ်တယောက်ကိုနန်းအိုင်ရဲ့အစေခံ2ယောက်စီလက်ဆောင်ပစ္စည်းတွေနဲ့အတူဆေးလွတ်လိုက်ပါတယ်။အစေခံတွေကတဆင်ထောင်းဖာတန်ရဲ့ရုပ်ရည်ချောမမှုနဲ့ရဲစွမ်းတတိတွေကိုကြားသိရတဲ့အခါနန်းအိုင်ဟာလည်းရှက်သွေးဖြာပြီးစိတ်ဝင်စားသွားခဲ့ပါတယ်။ဒါကြောင့်သူမကလည်းထောင်းဖာတန်စီကိုလက်ဆောင်တွေပြန်ပေးပို့လိုက်ပြီးသူမရဲ့နန်းဆောင်ကိုလျှို့ဝှက်လာရောက်တွေ့ဆုံဖို့ဖိတ်ခေါ်လိုက်ပါတော့တယ်။နန်းအိုင်ရဲ့ဖိတ်ခေါ်ချက်ကိုရရှိတဲ့အခါထောင်းဖာတန်ဟာအလွန်ဝမ်းသာသွားပြီးနန်းဆောင်စီကိုလျှို့ဝှက်စွာတွားရောက်တွေ့ဆုံခဲ့ပါတယ်။ပထမဆုံးမြင်ချင်းမှာပဲသူတို့နှစ်ဦးဟာအပြန်အလှန်ပြင်းပြင်းပြပြချစ်ကြွဝင်သွားခဲ့ကြပါတယ်။အိမ်ညမှာသူတို့နှစ်ဦးဟာမိုးလင်းတဲ့အထိချစ်ကြည်နိုးစွာအတူတကွအချိန်ဖြုံးခဲ့ကြပါတယ်။ဒါပေမဲ့မိုးလင်းလာတဲ့အခါမှာတော့ထောင်းဖာတန်ဟာနန်းအိုင်ကိုမိဘတွေစီကနေတရားဝင်တောင်းရလက်ထပ်ဖို့အတွက်သူ့ရဲ့တိုင်းပြည်ကိုပြန်ဖို့ဆုံးဖြတ်ခဲ့ရပါတယ်။ခွဲခွာရတဲ့အတွက်နှစ်ဦးစလုံးအလွန်ဝမ်းနည်းခဲ့ရပြီးထောင်းဖာတန်ဟာသူ့ရဲ့မြင်းကိုစီးကဖဖုံပြည်ကိုလွှမ်းဆွတ်တက်တာစွာနဲ့ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။အဲချိန်မှာပဲချီတာနာခွန်ပြည်ရဲ့ဘရင်ကြီးဖြစ်တဲ့ဖရာခွန်ဟာမိုးလေဝသမှန်ကန်စေဖို့နဲ့မိုးနံမင်းကိုပူဇော်ဖို့အတွက်စက်ထမလမှာကြီးကျယ်ခမ်းနားတဲ့ဒုံးမြန်ပွဲတော်ကြီးကိုကျင်းပဖို့စီစဉ်နေပါတယ်။ဒီပွဲတော်ကြီးမှာဆွေမျိုးမိတ်ဆွေနဲ့ပြည်သူလူထုအများပြားကိုဖိတ်ကြားထားပြီးဒုံးမြန်အမြင့်ဆုံးလွှတ်နိုင်သူကိုဆုလက်အမြောက်များပေးသနာမယ်လို့ကြေညာထားပါတယ်။ဒီသတင်းကိုကြားသိရတဲ့အခါထောင်းဖာတန်ဟာပွဲတော်ကိုတရားဝင်ဖိတ်ကြားမခံရပေမဲ့လည်းနန်းအိုင်ကိုလက်ထပ်ခွင့်ရဖို့အတွက်ဒါဟာအကောင်းဆုံးအခွင့်အရေးပဲလို့တွေးတောမိပြီးဘရင်ကြီးကိုစိန်ခေါ်ရှင်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့မြို့ရအသီးသီးကလူတွေဟာကိုပိုင်ရန်စိမ့်ဖော်ဆန်နီးတွေနဲ့ဒုံးမြန်တွေကိုအပြိုင်ဆိုင်ပြင်ဆင်ကြပါတော့တယ်။လူသားတွေရဲ့မြို့ပြမှာဒုံးမြန်ပွဲတော်အတွက်အုံကြွကြွစီစဉ်နေကြတဲ့တဲ့ဟာမြေအောက်ကဘာကဖရာဆွတ်ထူနာကအုပ်ချုပ်တဲ့နာဂပြည်အထိပါရောက်ရှိသွားခဲ့ပါတယ်။နာဂဘရင်ကြီးမှာထောင်းဖန်ခီလို့ခေါ်တဲ့သားတော်တစ်ပါးရှိပြီးသူကလည်းနန်းအိုင်ရဲ့အလှတရားကိုဆွဲလန်းကတစ်ချိန်တစ်ခါလောက်တွေ့မြင်ရဖို့အိမ်မက်မက်နေသူပါ။တကယ်တော့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကထောင်းဖန်ခီဟာအတိတ်ဘဝကအချစ်မရှိတဲ့စွန့်အားနာမချခင်မောဟောင်းဘုံဘုံဝင်စားလာတာဖြစ်နေလို့ပါပဲ။ချီတာနာခွန်ပြည်မှာပွဲတော်ကြီးကျင်းပမဲ့တဲ့ရင်ကိုကြားတဲ့အခါနန်းအိုင်ကိုတွားရောက်ကြည့်ရှုဖို့အကောင်းဆုံးအခွင့်အရေးပဲဆိုပြီးထောင်းဖန်ခီကဆုံးဖြတ်လိုက်ပါတယ်။စက်ထမလရဲ့လပြည့်နေ့ရောက်တဲ့အခါမှာတော့ကြီးကျယ်ခမ်းနားတဲ့ဒုံးမြန်ပွဲတော်ကြီးစတင်มาတော့တယ်။ထောင်းဖန်ခီနဲ့သူ့ရဲ့နောက်လိုက်နာဂတွေဟာလူသားတွေတရိတ်ဆန်တွေအဖြစ်အမျိုးမျိုးဖန်ဆင်းပြီးလူအုပ်ထဲမှာရောနှောဝင်ရောက်လာကြပါတယ်။
ထောင်းဖန်ခီကိုရိုင်းကတော့အမွှေးဖြူဖြူနှုတ်သီးနဲ့ခြေလက်အနီအောင်ရှိတဲ့ရှင်းဖြူလေးဖြစ်ဖန်ဆင်းပြီးတစ်ပင်တွေပေါ်ကနေနန်းအိုင်ကိုစောင့်ကြည့်နေခဲ့ပါတယ်။ပွဲတော်မှာပျော်ရွှင်နေတဲ့နန်းအိုင်ကိုမြင်ချင်းမှာပဲထောင်းဖန်ခီဟာအချစ်မီးတွေတောက်လောင်သွားခဲ့ပေမဲ့လူနဲ့နာကမျိုးနယ်မတူတဲ့အတွက်အချစ်ကိုရင်ထဲမှာပဲမျိုးသိပ်ပြီးပွဲမပြီးခင်မှာပဲနာဂပြည်ကိုပြန်သွားခဲ့ရပါတယ်။ဒုံးမြန်ပွဲတော့ချင်းချင်းတဲတဲကျင်းပပြီးနောက်မှာတော့ပြိုင်ပွဲဝင်တွေဟာကို့ဒုံးမြန်တွေကိုစတင်ပြစ်လွတ်ကြပါတော့တယ်။အဲ့ဒီထဲမှာထောင်းဖတန်လည်းပါဝင်ပြီးသူကတခြားလူတွေလိုဆုလက်ကိုလိုချင်လို့မဟုတ်ပဲဘရင်ကြီးဖရာခွန်ကိုဓာတ်ရိုက်စိန်ခေါ်ခဲ့တာပါ။အကယ်၍သူ့ရဲ့ဒုံးမြန်ကဘရင်ကြီးထက်ပိုမြင့်အောင်တက်သွားရင်နန်းအိုင်ကိုပေးရမယ်။ဘရင်ကြီးရဲ့ဒုံးမြန်ကပိုမြင့်ရင်တော့သူ့ရဲ့တိုင်းပြည်ကိုသိမ်းယူပါဆိုပြီးလောင်းကြီးထက်ခဲ့ပါတယ်။ဘရင်ကြီးကလည်းသဘောတူလိုက်ပါတယ်။ဒါပေမဲ့တကယ်တမ်းပြစ်လွတ်တဲ့အခါမှာတော့ဘရင်ကြီးရဲ့ဒုံးမြန်ကမီးခိုးတွေသာထွက်ပြီးအပေါ်ကိုမတက်ခဲ့သလိုထောင်းဖာတန်ရဲ့ဒုံးမြန်ကလည်းစင်ပေါ်မှာတင်ပောက်ကွဲပျက်စီးသွားခဲ့ပါတယ်။ဒါကြောင့်ပွဲရလက်ကတရေကျသွားပြီးဒေါသထွက်နေတဲ့ဘရင်ကြီးကဘသူ့ကိုမှစုမပေးတော့ပါဘူး။ထောင်းဖာတန်လည်းနန်းအိုင်နဲ့လက်ထပ်ခွင့်မရတော့တဲ့အတွက်အလွန်ဝမ်းနဲ့ပူဆွေးစွာနဲ့ပဲကိုတိုင်းပြည်ကိုပြန်သွားခဲ့ရပါတော့တယ်။နာဂပြည်ကိုပြန်အောင်သွားတဲ့ထောင်းဖန်ခီဟာနန်းအိုင်ကိုနေရောညပါတတိယလွမ်းဆွနေပြီးအချစ်စိတ်တွေပုံမပြင်းပြလာခဲ့ပါတယ်။နောက်ဆုံးမှာတော့အန်နီရရှိရဆိုပြီးဖခင်နာဂဘရင်ကြီးကအပြင်းထန်တားမြစ်နေတဲ့ကြားကပဲနန်းအိုင်ကိုအတရားဓမ္မခေါ်ဆောင်သွားဖို့ဆုံးဖြတ်ပြီးလူပြည်ကိုတဖန်ပြန်တက်လာခဲ့ပါတော့တယ်။ဒီတစ်ခါမှလေထောင်းဖန်ခီဟာရှင်းဖြူလေးအဖြစ်ပဲဖန်ဆင်းလာခဲ့ပေမဲ့နန်းအိုင်ရဲ့အာယုံကိုပိုပြီးဆွဲဆောင်နိုင်ဖို့လယ်ဘေးမှာချူတန်လွန်လည်မြည်နေတဲ့ရွှေခေါင်းလေးတစ်ခုကိုချိတ်ဆွဲလာခဲ့ပါတယ်။နန်းဆောင်အနီးကတစ်ပင်လေးပေါ်မှာပြေးလွှားနေရင်ရွှေခေါင်းလောင်းတန်လေးကိုကြားလိုက်ရတဲ့နန်းအိုင်ဟာပဒေးမကနေလှမ်းကြည့်လိုက်တဲ့အခါအလွန်ချစ်စရာကောင်းတဲ့ရှင်းဖြူလေးကိုမြင်တွေ့သွားပါတယ်။နန်းအိုင်ဟာရှင်လေးကိုအလွန်သဘောကျသွားပြီးအရှင်ဖမ်းမေးဖို့တော်ဝင်မော်ဆိုးတယောက်ကိုအမိန့်ပေးလိုက်ပါတော့တယ်။မော်ဆိုးကလည်းအမိန့်အတိုင်းရှင်းဖြူလေးကိုအသေးအံလိုက်လံဖမ်းဆီးပါတော့တယ်။အတိတ်ဘဝကဝေကျွေးရကြောင်မဲလာတော့မသိပါဘူး။ရှင်းဖြူလေးဖန်ခီဟာထွက်ပြေးနဲ့တဖမ်းမင်တပင်မော်ရောက်သွားပြီးအသီးမဲ့တွေကိုမြင်တဲ့အခါမနေနိုင်တော့ပဲရက်တန့်ကအငမ်းမရစားတောက်နေမိပါတယ်။ဒါဟာအတိတ်ဘဝကသူ့လူသားဖြစ်စဉ်အခါကဇနီးဖြစ်သူကိုငတ်မအောင်ထားခဲ့ပြီးသူတယောက်တည်းတဖမ်းသီးတွေစားခဲ့တဲ့အကျိုးဆက်ပါပဲ။ဒီလိုအငိုင်းမိသွားတဲ့အချိန်လေးမှာပဲမုတ်ဆိုးကအစိတ်လူးများနဲ့ပြစ်ခတ်လိုက်တဲ့အတွက်ရှင်းဖြူလေးရဲ့ကိုယ်လုံးကိုမြားဖောက်ဝင်သွားပါတော့တယ်။အသက်ငင်နေချိန်လေးမှာပဲဖန်ခီဟာသူတေတော့မယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒါကြောင့်နန်းအိုင်ကိုအလွန်ချစ်မြတ်နိုးတဲ့ဖန်ခီဟာမသေးဆုံးခင်မှာနောက်ဆုံးဆူတောင်းတစ်ခုကိုချိန်စာဆန်ဆန်တောင်းဆိုခဲ့ပါတယ်။အဲ့ဒါကတော့သူ့ရဲ့အသားတွေဟာအလွန်မွှေးကြရတာရှိပြီးချီတာနာခွန်တစ်မျိုးလုံးကလူတွေအားလုံးအဝစားနိုင်လောက်အောင်အဆုံးမရှိပွားများလာပါစေဆိုတာပါပဲ။ဆူတောင်းပြီးမှပဲရှင်းဖြူလေးဖန်ခီဟာအသက်ထွက်သွားခဲ့ပါတော့တယ်။ဒီအဖြစ်အပျက်ကိုအနီးနားမှာပုံကွယ်စောင့်ကြည့်နေတဲ့နာဂနောက်လိုက်တွေဟာအလွန်ထိတ်လန့်သွားကြပြီးနာဂဘရင်ကြီးစီကိုအများဆုံးပြန်သွားကသတင်းပို့ကြပါတော့တယ်။သားတော်တည်ဆုံးသွားတဲ့သတင်းနဲ့နောက်ဆုံးဆူတောင်းချိန်စာကိုကြားသိရတဲ့အခါနာဂဘရင်ကြီးဟာအလွန်ဝမ်းနည်းကြေကွဲပြီးအမျက်ဒေါသတွေထွက်လာပါတော့တယ်။ဒါကြောင့်သူ့ရဲ့နာဂစစ်တီတွေကိုစုစည်းပြီးချီတာနာခွန်ပြည်ကိုအပြတ်ရှင်းဖို့ပြင်ဆင်ပါတော့တယ်။ငါသားတော်ရှင်းဖြူလေးရဲ့အသားကိုစားတဲ့သူတိုင်းငါသားတော်နောက်ကိုလိုက်ပြီးသေပွဲဝင်ရမယ်လို့လဲကပောင်မြေကြီးတုံဟီးသွားလောက်အောင်ကြုံဝလိုက်ပါတယ်။အဲ့ဒီချိန်လူပြည်မှာတော့မုတ်ဆိုးကသူ့ဖမ်းလာတဲ့ရှင်းမြူလေးကိုဟင်းလျာချက်ပြုတ်ဖို့အသားတွေလှိဖြတ်နေပါတယ်။အံ့ဩစရာကောင်းတာကအဲ့ဒီရှင်းသားဟာအလွန်မွှေးကြိုင်နေပြီးဘလောက်ပဲလှိဖြတ်ယူကုန်မသွားပဲအဆုံးမရှိပွားများလာတာပါပဲ။မုတ်ဆိုးတစ်ယောက်တည်းစားလို့မကုန်နိုင်တဲ့အတွက်အဲ့ဒီအရသာရှိလာတဲ့ရှင်းသားတွေကိုချီတာနာခွန်တစ်မျိုးလုံးကလူတွေကိုဝေမျှပေးလိုက်ပါတယ်။ဘရင်ကြီးနဲ့နန်းအိုင်အပါအဝင်နန်းတွင်းကလူတွေအားလုံးလည်းဒီအသားကိုမီးဆန့်ခွင့်ရခဲ့ကြပါတယ်။ဒါပေမဲ့မြို့သူမြို့သားတွေကမုတ်ဆိုးမတွေကိုတော့ဖယ်ကျင်ထားကြတဲ့အတွက်သူတို့ကိုတော့ဒီအသားတွေလုံးဝမဝေပေးခဲ့ကြပါဘူး။တစ်ချိန်တည်းမှာပဲဖာဖုံပြည်ကိုပြန်ရောက်နေတဲ့ထောင်းဖာတန်ဟာနန်းအိမ်မပါပဲအသက်မရှင်နိုင်တော့တာကြောင့်သူ့ရဲ့မြင်းကိုစီးပြီးချီတာနာခွန်ပြည်ကိုတဖန်ပြန်လာခဲ့ပါတယ်။လမ်းခရီးမှာရေချောင်းအတိုင်းချီတာနာခွန်ဘက်ကိုဥတီသွားနေတဲ့နာဂမွေကြီးတွေအများပြားကိုမြင်တွေ့ခဲ့ရတဲ့အတွက်စိုးရင်တကြီးနဲ့နန်းအိုင်ရဲ့နန်းဆောင်စီကိုအများဆုံးပြေးလာခဲ့ပါတယ်။
နန်းအိုင်စီရောက်တဲ့အခါအလွမ်းအသေးစွာဖတ်တွယ်ချပြီးနောက်နန်းအိုင်ကသူ့ကိုမွေးကြိုင်နေတဲ့ရှင်သားဟင်းနဲ့ကျွေးမွေးအခန့်ခဲ့ပါတယ်။ထောင်းဖာတန်းကဘာအသားလဲလို့မေးလိုက်တဲ့အခါနန်းအိုင်ကတဲငယ်တဲ့ရှင်းဖြူလေးတစ်ကောင်ကနေတစ်မျိုးလုံးစားလို့ရအောင်ထွက်လာတဲ့အသားအကြောင်းပြောပြပါတယ်။ဒါကိုကြားလိုက်ရတဲ့ထောင်းဖာတန်းဟာလမ်းမှာတွေ့ခဲ့တဲ့နာဂတွေနဲ့ဒီရှင်းဖြူလေးဆက်ဆက်နေတယ်ဆိုတာကိုချက်ချင်းသဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့်သူမြင်ခဲ့တဲ့အဖြစ်အပျက်တွေကိုပြောပြပြီးနန်းအိုင်ကိုသတိပေးခဲ့သလိုသူကိုယ်တိုင်လည်းဘေးရန်ရဲ့ကြောက်လာမှာကိုစိုးရိမ်တဲ့အတွက်အဲ့ဒီအသားကိုလုံးဝမစားဘဲညှင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့နန်းအိုင်ကတော့ထောင်းဖာတန်းသတိပေးချက်ကိုအလေးမထားပဲချစ်သူကိုရတာရှိတဲ့အစားအစာကြွေးချင်တဲ့စိတ်တစ်ခုတည်းသာရှိနေခဲ့ပါတော့။ထောင်းဖာတန်းထင်ထားတဲ့အတိုင်းပါပဲ။အဲ့ညတကောင်ရံမှာသူတို့နှစ်ယောက်အိမ်မောကျနေချိန်မှာပဲချီတာနာခွန်တစ်မျိုးလုံးပြင်းထန်စွာမြေကြီးတုန်ဟိလာပါတယ်။လန်နိုးလာတဲ့အခါမှာတော့နာဂမွေကြီးတွေအများပြားမြို့ရဲကိုဝင်အောင်တောင်းချနေပြီးရှင့်ဖြူသားစားထားတဲ့မြို့သူမြို့သားတွေကိုတပ်ဖြတ်နေတာကိုထိတ်လန့်မွေမြင်တွေ့လိုက်ရပါတယ်။မြို့သူမြို့သားတွေအထိတ်တလန့်အော်ဟစ်ထွက်ပြေးနေကြပေမဲ့တိတ်မကြခင်မှာပဲတမျိုးလုံးဟာရေအောက်ကိုနစ်မြုပ်သွားပြီးကြီးမားတဲ့ရေကန်ကြီးဖြစ်ပြောင်းလဲသွားပါတော့တယ်။အဲ့လိုနစ်မြုပ်သွားတဲ့ချီတာနာခုံမြို့ကြီးဟာယခုအခါမှာတော့ဦးတုံဌာနီခရိုင်ကနမဲကြီးနောင်ဟန်ရေကန်ကြီးဖြစ်လာခဲ့တာပါပဲ။ရှင်သားမစားရတဲ့ဖဲကျင်ခံမုတ်ဆိုးမတွေနေထိုင်တဲ့နေရာလေးတွေသာရေမနစ်ပဲကုန်းကျွန်းလေးတွေအဖြစ်အသက်ရှင်ကျန်ရင်ခဲ့ပါတယ်။ထောင်းဖာတန်းနဲ့နန်းအိုင်တို့ဟာလည်းမြို့ရဲကနေအသက်လူပြီးထွက်ပြေးကြရပါတယ်။ထောင်းဖာတန်းရဲ့ခွန်အားကြီးရဲ့မြင်းကိုအတူစီးပြီးရေဘေးနဲ့နာဂတွေဘေးကနေထွက်ပြေးပေမဲ့နာဂတွေကအနောက်ကနေအသေးအံထက်ချက်မကွာလိုက်လာကြပါတယ်။နန်းအိုင်ဟာနာဂတွေကရတနာတွေကိုလိုချင်လို့လိုက်လာတာထင်ပြီးသူမရဲ့လက်စွပ်တွေအဖိုးတန်ပစ္စည်းတွေကိုချွတ်ပြီးပြစ်ချခဲ့ပါတယ်။ဒါပေမဲ့နာဂတွေလိုချင်တာကရတနာမဟုတ်ပဲသူမရဲ့အသက်တာဖြစ်နေပါတယ်။နောက်ဆုံးမှာတော့အပြင်းထန်ပြေးလွှားနေရတဲ့မြင်းကြီးဟာလည်းအာရင်ကုန်ခန်းလာခဲ့ပါတယ်။အဲအချိန်မှာပဲနာဂတစ်ကောင်ကသူ့ရဲ့အမီးနဲ့နန်းအိုင်ကိုမြင်းပေါ်ကနေရစ်ပတ်ဆွဲချလိုက်ပြီးရေအောက်ကျမ်းမြင့်စီကိုအတင်းအဓမ္မဆွဲခေါ်သွားပါတော့။ထောင်းဖာတန်းဟာအလွန်တရာထိတ်လန့်ဝမ်းနည်းသွားပေမဲ့ချစ်သူကိုကယ်ဖို့ဘာမှမတတ်နိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ချစ်သူကိုလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ထောင်းဖာတန်းဟာအာရင်ကုန်ခန်းနေတဲ့မြင်းကြီးကိုစီးပြီးသူ့ရဲ့တိုင်းပြည်ဖာဖုံကိုသာယူကျုံမရဝမ်းနဲ့ပူဆွေးစွာနဲ့ပြန်သွားခဲ့ရပါတော့တယ်။ဖာဖုံဘီကိုအသက်ရှင်နဲ့ပြန်အောင်သွားတဲ့ထောင်းဖာတန်းဟာဘယ်တော့မှပြန်မပျော်ရွှင်နိုင်တော့ပါဘူး။ချစ်သူကိုမကယ်တင်နိုင်ခဲ့တဲ့အတွက်နေရောညပါကြေကွဲပူဆွေးနေခဲ့ရပြီးတိတ်မကြခင်မှာပဲအသေးခွဲယောဂါနဲ့သေဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဝိညာဉ်ဟာမချစ်လို့ခဲ့ပါဘူး။သူ့ရဲ့အချစ်ကိုလူယူသွားတဲ့နာဂတွေကိုအညိုတကြီးကလစားချေခြင်းနဲ့စိတ်တွေကြောင့်ထောင်းဖာတန်းရဲ့ဝိညာဉ်ဟာတကောအစွမ်းနဲ့ကြီးမားလာပြီးတရဲတစေတွေရဲ့ဘရင်ကြီးဖြစ်လာပါတယ်။အဲဒီနောက်မှာတော့တရဲဘရင်ထောင်းဖာတန်းဟာသူ့ချစ်သူအတွက်ကလစားချေဖို့တရဲတစေတက်ကြီးကိုဥဆောင်ပြီးနာဂပြည်ကိုတွားရောက်တိုက်ခိုက်ပါတော့တယ်။အဲဒီမှာနာဂတွေနဲ့တရက်တစေတွေကြားမြေပြင်တစ်ခုလုံးတုံဟီးသွားလောက်အောင်ကျန်းတန်းပြင်းထန်တဲ့စစ်ပွဲကြီးဖြစ်ပွားပါတော့တယ်။ဒီစစ်ပွဲကြီးဟာ9ရက်တိုင်ကြာမြင့်ခဲ့ပြီးဘယ်ဘက်ကမှအရှုံးမပေးသလိုဘယ်သူမှလည်းအနိုင်မရရှိခဲ့ပါဘူး။နောက်ဆုံးမှာတော့နာဂဘရင်ကြီးဟာဆက်ပြီးအပြစ်တွေမကျူးလွန်ခြင်းတော့တဲ့အတွက်နတ်ဆိုးနဲ့နန်လောကကိုအစိုးရတဲ့ဝေတဝန်နတ်မင်းကြီးစီတွားရောက်ပြီးဒီစစ်ပွဲကိုဆုံးသက်ပေးဖို့အကူအညီတောင်းခံခဲ့ပါတယ်။နတ်မင်းကြီးရောက်လာတဲ့အခါနှစ်ဖက်စလုံးကိုရန်မျိုးတွေကလစားချေမှုတွေကိုရပ်တန့်ကြဖို့ဝင်ရောက်ဖြန့်ဖြေပေးခဲ့ပါတယ်။နတ်မင်းကြီးရဲ့အဆုံးအမစကားကိုကြားရတဲ့အခါတရဲဘရင်ထောင်းဖာတန်းနဲ့စိတ်အေးသွားပြီးတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်နားလည်မှုယူကခွင့်လွှတ်ပေးလိုက်ကြပါတော့တယ်။အဲဒီချိန်ကစပြီးနာဂနဲ့တရဲတွေကြားကစစ်ပွဲကြီးဆုံးသက်သွားသလိုဒုံးမြန်ပွဲတော်နဲ့နောင်ဟန်ရေကန်ကြီးပေါ်ပေါက်လာရတဲ့လျှို့ဝှက်စမ်းကြဲဒဏ္ဍာရီပုံမြင်လေးဟာလည်းပြီးဆုံးသွားခဲ့ပါတော့တယ်။ Shine Story မြန်မာကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေကြည့်ရှုဖို့ channel ကို subscribe လုပ်ထားပေးကြပါအောင်ရှင်။အားလုံးပဲကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်။